မိတ်ဆွေမင်္ဂလာပါဆော်ရောလိုက်ကပါကျွန်တော်ဒီနေ့ရောက်နေအရှိတကုံတိတ်တမန်ဆိုတဲ့ဆိုင်တိတ်တမန်အိတ်ချက်လက်ရအဲ့ရောက်နေတာပါဒီမှာအဲ့လိုတောချက်လေးတောသားလေးရအမီးလေးရောအဲဒီမှာတခုကဘီယာအောင်မရဘီယာကြောင့်အပြန်ဝေးတော့နော်โอเคလိုက်တုတ်လေးရပါညာတုတ်ကကျွန်တော်ကမန်းလက်မတုတ်တွေပါရတယ်ဒီနေ့တော့မရဘူးခါတိုင်းလေးရတယ်ဟာအဲ့တော့တမရေးဆန်ရက်ပေါ့ဒါကျွန်တော်တို့တမန်းနေတော့စကနေချာပေါ့ဟောဒီမှာအချို့သမင်းစားရင်းနဲ့လည်းအဲ့လိုမျိုးအချို့ဝယ်သွားကြတာရှိတာပေါ့နော်ဆန်မှာတော့ကျွန်တော်တို့ကအဲ့လိုတောက်ခွင့်တော့မပြီးဟောအဲ့ဒါတလုံးတော့ပတ်သက်ယူရလိုက်ဟုတ်ကဲ့တလုံးမလားတလုံး2500ပါဘူးအကွာကိုလုပ်တယ်ဟုတ်တယ်ကိုကထုတ်တာဆန်ရက်ဟုတ်တယ်အပြီးမှဒီဝယ်သွားလိုက်ချီအောင်โอเคဒီနေ့ရပါဒီပါတိတ်တမန်အင်ချက်လိုက်ရတယ်အရှိတကောင်ပါကြီးကျွန်တော်က line 1တွေ့ရစားကြတယ်လားတော့လို့ဘီယာတိုင်းတော့မဟုတ်ဗျာအမြည်လေးရလို့တောဝတ်တို့ပြောပါကြီးသားတို့ပြောတာဒါဆိုကြွက်ကိုရခိုင်ကျော်ပေါ့ဒီမှာအာလူသားပေါ့ငါနေတူးရခိုင်ဒါတော့ရခိုင်တိုင်းဆိုရခိုင်ယူရတိုင်းဆိုပြောဒီမှာတော့မင်းတို့မကြဒီဆော့ရမှာဒါကကနမစလာဥတွေပြီးဒီမှာကျွန်တော်ပြချပြဒါပါအမေတော့กินပြီးတော့ရက်ချက်တာโอเคဆောင်းစားကြတာတော့တော်ဆွဲကြည့်ရအဲ့တော့ဒီလုံးအစီမပေါဘူးအခေါင်းနဲ့သားကြီးမဆဆန်ဘာလဲတော့ဟိုမျိုးဝယ်လို့အပေါ်လေအခေါက်ကလေးမဆဆန်အသားလည်းကျစ်တယ်တော်တယ်ဟောအကြီးဝတ်တော့到就看肉，然后给嘛，真吃的。再讲，那里有梨，啊，鸡肉了，你啥里有？是吧？生的样的，生的都做马路样，这多个都包的，生样吃比较来样，几块包的都，这多嘛，对这边一吃来样。ဘီယာကြောင့်အပြင်းဝယ်တယ်ဒီမှာထိုင်တော့လို့ရတယ်မောင်းပြရတော့မရဘူးဒီမှာတော့ဟောင်းမေထတယ်ဆယ်ရက်ကြီးအဲဒီမှာတောက်လို့ရမယ်ကျွန်တော်ဒီပတ်ဆက်ဝယ်အောင်မစိုးဘူးတောတာတွေမီးလေးကောင်းတယ်ဟောဒါလေးတလုံးမထောင်ကဝယ်တလုံးသားလေး2500 100%ရခိုင်ဒီသားထွက်လာပါဦးတက်ချင်ပါအပြီးတော့အိမ်ရွာအိမ်ညောင်းမဆွဲโอเคပါအပြီးရတော့လိုက်ဒါအာလူသေးလေးနဲ့ငါနေတူတယ်အဲ့တော့ချိုးနေဟောဒါကြီးသားဒီနေ့ဟင်းပွဲရနေပါအမီးလေးတွေဒါလေးအချောက်လေးတွေကောင်းပါတောဝတ်တို့ကြီးတော့ချက်ထားပဲကြီးတော့ကားမသာဘူးမသာဘူးဆက်လာပြီးတော့ဆိုင်ငယ်ကိုရွတ်မေးပြီနော်ငယ်ဒီနေ့တော့ငယ်အကြွတော့သိပြီတဲ့ကြော်ရိုးကြော်ထားပဲတဲ့ဒါမျိုးလောက်တာသိပြီတဲ့โอเคအဲ့တော့လေးဆိုလိုက်ယူဆောမယ်ခဏဆွဲရှေ့ဟာခဏပုတ်ပြည့်ဆွဲတယ်လေးဆိုရင်မြေပလာရှိထိုက်သေးတယ်
ခုနကပါလေခုနကျွန်တော်ပြမရွတ်အချောက်ဟင်းတို့တန်တိတ်မကောင်းဘူးဟောဒီအကောင်လိုက်ကိုဟင်းရောမုတ်တီရတာတော့ကောဒီဖျန်းရစောပါဖျန်းစောပါတော့ဖျန်းတော့စောဟောဖျန်းမဟုတ်ကောင်းပေါ်လို့ဆုံးလိုက်ပေါ့ဟုတ်တယ် ခေါင်းကဆုပ်လို့မရရင်ဟိုတရားနဲ့တင်ဆုပ်တရားနဲ့တင်ဆုပ်ကခေါင်းကတင်ဆုပ်ပြည့်ပြည့်ပြန်ပြည့်တော့ လုံးလုံးပေါ်ပါလိုက် ဖျန်းမဟုတ်မယ်ဟောပါโอเคကနမ်းမှာလားဘာတကောင်ပါအသားအပြည့်နော်စမက်စလာတော့ဟုတ်တယ်ဥအများကြီးတမန်သားရရှယ်ညင်တော့ချေပါကိုကြီးဟိုဒီကင်းပွဲသေးလေးတွေပြောပြဒါဒီက ဝယ်စီရတော့ကိုကျွန်တော်တို့ကကနန်းမှာတပွဲ9000ပါ 9000 ဟုတ်ကဲ့ ရေးရ ဟုတ်တကယ်ပါကို စိုးကော ဟုတ် စိုးတန် ဥအပြည့်ပါတယ်အသားပြည့်ပါတယ် ဥအများကြီး ဟုတ်9000ပါကို ဟုတ်တော့ဘက တော့ကတပွဲ8000ပါကို တော့ဘကဒီကြီးလား ဟုတ်ကဲ့တပွဲတစ်မျိုးလောက်ပါကို8000ရှိမှာကိုကျန်တာတွေကတော့ကိုတပွဲ6000ကြီးပါကိုမဲကင်ရှက်ဆိုတဲ့တပွဲ6000ကင်းမွန်တဘောဝရှက်ဆိုတဲ့6000ပဲဟို66ပါရတဲ့ဂျီသားတော်မှာတပွဲ6000မှာကျွန်တော်ဒီပါလေကြွကြော်က9000ပါကို ဒါလေးတော့ အားလေးကတပွဲကို4000ပါကို ပြီးတော့ ဟုတ် ဒီကောင် 9000ပါကို ဟုတ်ဒီလည်းဖဲနော်ဒီပါလေဒါနဲ့ဒါလေးကနည်းနည်းငယ် ဟုတ်လားကိုဟုတ်ကဲ့ တော့အပေါက်စားလို့ရအောင် ဟုတ်ရတယ်ကိုနောက်ပိုင်းကျရင်နည်းနည်းလေးကျွန်တော်တို့နည်းနည်းဟိုကတော့ပုတ်စစ်စစ်နဲ့ပြန်ပြီး ဟုတ်ဒီကင်းမွန်ရဲ့အမဲ မဲ တရာရောက်ဖိုင်နေစင်ပြီ ဟုတ်ကဲ့ ဒါအေး ကြောင် ဟောအကြီးရကိုရခိုင်မုတ်တီနဲ့စား ဟုတ်တယ်အဲ့လိုပုံစံချက်တာ မုတ်တီပုံစံ အဲ့လိုတစ်ဖို့ဟုတ်သွားတာ ဟုတ်ဒါဒီဆိုင်အကိုဟုတ်တိတ်တမန်အိတ်လိုက်ရတော့ခွေမော့ကေဖရိုဂီဟော့လေးရပါတယ်အခုစာမိုးကြီး ဟိုထူးခြားစေတဲ့တိတ်ဒီမှာ ထူးခြားစေတဲ့တိတ်တမန် ကျွန်တော်တို့ရဲ့ slogan လေးပေါ့ ဆိုတော့ရတယ်တော့ခွေမော့ကေဖရိုဂီဟော့လေးထူးခြားစေတဲ့တိတ်တမန်ဒီတည်းရတွေ့တယ်ဒီလိုကို ပြည်သူ တော့နဲ့ဆက်စားရ ဟုတ်စားပါ ဟုတ်စီးရီမလို့ဘယ်နှမစားရတက်ပါအားတော့အကြိုက်ဆုံးတာပါဆုံးလိုက်မဟုတ်လေโอเคပါအဲ့တော့ဆက်တော့လိုက်အဲ့ဆိုရင်နော်ဒီတော့ရောက်နေရအောင်တိန်တမန်အင်ချက်လိုက်နော်အရှိတကုံမှရှိတော့ဟိုဆမ်းမြဈေးဘက်ကလာလို့ရတယ်တောင်မြောက်လမ်းဆုံးအမှတ်နှစ်လမ်းမတိုင်းတဲလာပြီးရင်တော့မောင်းမကန်လမ်းဆုံးကိုထက်ကျော်ပြီးရင်မှရှေ့မှာအနော်ဒါလမ်းဆိုတာရှိတယ်ဘက်ကိုချိုးတယ်ဝင်းချင်းလေးပဲလမ်းမရုံပါနော်ပြီးတော့ Google Map မှာလည်းရှိတယ် Google Map ကရှာပြီးလာလို့ရတယ်နော်ဒီလိုပြင်ပါထမင်းလာစားလို့ရတယ်ဒါတော့တကယ်ထမင်းလိုက်ကျွန်တော်လာတော့ထုံးတာလားကျွန်တော်ပြရမပိုင်မရဘူးအဲ့တော့ဝါတို့ပြင်ဟိုစီးရီးတကယ် fine တယ်ဒါတော့ခယူကိုပြတော့တနေ့ကိုထူးခြားရဟာရတယ်ထူးခြားရတည်ပြီးရာသီသားလေးကိုရွတ်တုတ်တွေရွတ်တုတ်တော့မစားတော့နော်โอเคပါအင်းမွေးလေးလည်းကောင်းတယ်ခမင်းသားရင်လာစားလို့ရတယ်တောက်ချင်တယ်အပြန်ဝက်လိုက်တောက်လို့ရတယ်နော်โอเคဒါနောက်မှပြန်ပြီတော့ပြမောက်ရဲ့ဆိုပြီးတော့လေအားလုံးနောက်ဘလော့နဲ့